ဇလန်းကကျောင်းခေါင်မှုပေါ်မှာရပ်နေတဲ့ဂျွန်ဆူလို့ခေါ်တဲ့ကျောင်းသားတစ်ယောက်နဲ့စတင်ခဲ့ပါတယ်။သူ့ကိုအနိုင်ကျင့်နေတဲ့လူမိုက်တစုကဝိုင်းထားကြပါတယ်။သူကကောက်ကိုခုခံဖို့ကြိုးစားပေမဲ့ဟန်ချက်ပြတ်ပြီးခေါင်မိုးပေါ်ကပြုတ်ကျသွားပါတယ်။နောက်ပိုင်းမှာသူ့အဖေမစ္စတာပြောင်ကသူ့ကိုကြည့်ဖို့ဆေးရုံကိုအပြေးလွှားသွားခဲ့ပါတယ်။ဆရာဝန်တွေတတိမထားမိခင်သူကအခန်းထဲကိုခိုးဝင်သွားခဲ့ပါတယ်။ဂျွန်ဆူကသူ့အဖေကိုမြင်တဲ့အခါမျက်ရည်တွေနဲ့တောင်းပန်ပြီးသူ့ကိုအနိုင်ကျင့်သူတွေကိုတတ်ချင်ကြောင်းအားလုံးကိုမတတ်မချင်းသူ့ရဲ့ဒုက္ခတွေပြီးဆုံးမှာမဟုတ်ဘူးလို့ပြောပါတယ်။မစ္စတာပြောင်ကအားလုံးအဆင်ပြေသွားမှာပါလို့ပြောပြီးသူ့ကိုစိတ်အေးအောင်ချော့ပြီးမဲ့ဂျွန်ဆူကပို့ပြီးဒေါသထွက်လာပါတယ်။သူ့မျက်လုံးတွေနီလာပြီးသူ့အဖေကိုရုတ်တရက်တိုက်ခိုက်ပါတော့တယ်။မစ္စတာပြောင်ကကြောက်လန့်တကြားနဲ့စာအုပ်တအုပ်ကိုယူပြီးတည်သွားတဲ့အထိသူ့သားရဲ့ခေါင်းကိုအကြိမ်ကြိမ်ရိုက်ခဲ့ပါတယ်။ခဏအကြာမှာတော့မစ္စတာပြောင်ကသူ့သားရဲ့အလောင်းကိုအိတ်ထဲထည့်ပြီးစီးရုံကားပါကင်မှာဖျောက်ဖို့စူးစမ်းနေတာကိုတွေ့ရပါတယ်။ရုတ်တရက်ဂျွန်ဆူရဲ့လက်ကလှုပ်လာပြီးပြောင်ကထိလိုက်တဲ့အခါသူ့သားဟာဇွန်ဘီအဖြစ်ပြောင်းလဲသွားတာကိုထိလိုက်ရပါတယ်။သူကထိတ်လန့်တကြားနဲ့ထွက်ပြေးသွားပြီးသူဇီဝဗေဒဆရာအထိအလုတ်လုတ်တဲ့ဟျို့ဆန်းအထက်တန်းကျောင်းကိုပြန်သွားပါတယ်။တိတ်ဖန်ထွက်ခွဲခန်းထဲမှာဟျုံးလွတ်ခိုးတဲ့ကျောင်းသူတယောက်ကတငယ်ချင်းတွေထားခဲ့တာကိုမသိပဲအိပ်ပျော်နေပါတယ်။သူနိုးလာတဲ့အခါထူးဆန်းတဲ့အတန်တကုတ်ကိုကြားပြီးလိုက်သွားရာကလောင်အိမ်ထဲကကြွက်တကောင်ကိုတွေ့ပါတယ်။သူကခဏလောက်စောင့်နေတော့ကြွက်ကသူ့ကိုရုတ်တရက်ကြွက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဇီဝဗေဒဆရာမစ္စတာပြောင်ရောက်လာပါတယ်။ကြွက်ကြွက်ခံရကြောင်းဟျုံးကပြောပြီးအပြင်ထွက်ဖို့ကြိုးစားပေမဲ့ဆရာကသူ့ကိုတားပြီးဓာတ်ခွဲခန်းထဲမှာပိတ်လောင်လိုက်ပါတယ်။အဲ့ဒီညမှာကျောင်းသူတွေကစားတောက်ဆိုင်မှာလူစုပြီးမစ္စတာပြောင်အကြောင်းအတင်းတခေါက်ပြောကြပါတယ်။သူ့သားပြောက်သွားတဲ့ကလေးကသူ့ယူသွားပြီလို့ပြောကြတယ်လို့သူ့စီကအလောင်းပုတ်နဲ့ရတယ်လို့လည်းဆိုကြပါတယ်။